ရှေးတောင်အာရှတစ်ခွင်မှာအွန်လိုင်းကနေဈေးဝယ်တာပဲဖြစ်ဖြစ်လေရင်လက်မှတ်ဝယ်တာပဲဖြစ်ဖြစ်နေ့စဉ်ဒေါ်လာတန်ပေါင်းများစွာစီးဆင်းနေတဲ့ဒီငွေပေးချေမှုစနစ်ကြီးရဲ့နောက်ွယ်ကအဓိကအင်ဂျင်ဟာမြန်မာလူငယ်တယောက်ဖန်တီးခဲ့တာဆိုရင်သင်တို့ယုံကြည်နိုင်မှာမလားကမ္ဘာကျော်ဘီလီယံနာကြီးဂျမ်ဘာရဲ့အဂရုကိုယ်တိုင်ကတော့သဘောကျလုံးလုံးဒေါ်လာတန်ပေါင်းများစွာရင်းနှီးမြှုပ်နှံပြီးတော့ရှယ်ယာအများစုကိုဝယ်ယူခဲ့ရတဲ့အထိအောင်မြင်ခဲ့တဲ့ကုမ္ပဏီကြီးတစ်ခုရှိပါတယ်အဲ့ဒါကတော့အရှေ့တောင်အာရှရဲ့ digital စီးပွားရေးအဆောက်အအုံကိုအုံမြင့်ချပေးခဲ့တဲ့ 2C2B ဆိုတဲ့ကုမ္ပဏီကြီးပဲဖြစ်ပါတယ်။ဒီကနေ့မှာတော့ဘာဆက်သွယ်မှမရှိဘူး။အရင်နေ့ကြီးကြီးမားမားလည်းမရှိတဲ့ရန်ကုန်ကကွန်ပျူတာဝါသနာရှင်လူငယ်တယောက်ကဘလို့အခက်အခဲတွေကိုကြော်ပြစ်ပြီးတော့ဒေါ်လာဘီလီယံနဲ့ကြီးတန်ကြီးရှိတဲ့ဒီပညာအင်မရာယာကြီးကိုတိစောက်နိုင်ကြတဲ့ဆိုတဲ့စိတ်လှုပ်ရှားချက်ဇလံကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အဖြစ်အပျက်တွေက1990ပြည့်နှစ်လူတွေကစတင်ပါတယ်။အဲဒီခေတ်ကမြန်မာနိုင်ငံမှာကွန်ပျူတာဆိုတာကလူတိုင်းမကင်နိုင်တဲ့ရှားပါးပစ္စည်းတစ်ခုပါအင်တာနက်ဆိုတာကလည်းဘာမှသိကြမသိကြသေးတဲ့အချိန်ပေါ့ဒါပေမဲ့အောင်ကျော်မိုးဆိုတဲ့လူငယ်လေးကတော့ကွန်ပျူတာနည်းပညာကိုယူယူမှုမှုဝါသနာပါခဲ့ပါတယ်သူကရန်ကုန်မှာကြီးပြင်းခဲ့ပြီးတော့နည်းပညာနဲ့ပတ်သက်ရင်အမြဲတမ်းစူးစမ်းကျင်တဲ့စိတ်ရှိနေခဲ့ပါတယ်သူများတွေဂိမ်းကစားနေတဲ့အချိန်မှာသူကဒီ game တွေဒီ program တွေဘလို့လှုပ်လှုပ်တယ်လဲဆိုတဲ့ကုတ်တွေကိုရေးသားဖို့စိတ်ဝင်စားခဲ့တာပါမြန်မာနိုင်ငံမှာအခြေခံပညာသင်ယူပေးတဲ့နောက်မှာတော့ပုံမူကျေပြင်းတဲ့နည်းပညာလောကကိုထိထွေနိုင်မှုအတွက်စင်ကာပူနိုင်ငံကိုထောက်ခါခဲ့ပါတယ်။စင်ကာပူမှာပညာသင်ရင်းနဲ့ဥရောပနိုင်ငံတွေထိသွားရောက်ပြီးတော့နည်းပညာပိုင်းဆိုင်ရာတွေးကြုံတွေကိုရှာဖွေခဲ့ပါတယ်။နိုင်ငံရဲ့ခြားမှာပညာသင်ရတာကမလွယ်ကူပါဘူး။ဘာသာစကားယဉ်ကျေးမှုနဲ့နေထိုင်မှုစိတ်ကြီးမာတဲ့စင်ကာပူလိုနိုင်ငံမျိုးမှာရှင်သန်မှုသူဟာနေဘက်မှာကြောင်းတဲ့ညဘက်မှာ program တွေရင်းရင်းနဲ့ဘဝကိုခက်ခက်ခဲခဲဖြစ်တန်းခဲ့ရပါတယ်။ဒါပေမဲ့ဒီလိုရုန်းကန်ခဲ့ရတဲ့တွေးကြုံတွေကပဲသူ့ကိုအလွယ်တကူလက်မလျှော့တတ်တဲ့စိတ်ဓာတ်ကိုဝေဖာပေးခဲ့တာဖြစ်ပါတယ်။ဘဝကြောင်မိုးဟာကြောင်ပြီးတာနဲ့သူများလို့ရုံးဝင်တန်းလုပ်ပြီးတော့လာသာယူတဲ့ဘဝကိုမရွေးချယ်ခဲ့ပါဘူး။သူရဲ့ကိုယ်ပိုင်နည်းပညာကုမ္ပဏီတစ်ခုကိုတည်ထောင်မှုဆုံးဖြတ်ခဲ့ပါတယ်။2000ပြည့်နှစ်ဝန်းကျင်ထဲမှာသူက Snapdy 2လို့ခေါ်တဲ့ကုမ္ပဏီတစ်ခုကိုစတင်ခဲ့ပြီးတော့ chat application တစ်ခုကိုဖန်တီးခဲ့ပါတယ်။အဲဒီချိန်က MSN Messenger လို့ Yahoo Messenger လို့ຢာတွေကခေတ်စားနေတဲ့အချိန်တွေဆိုတော့သူ့ရဲ့ဖန်တီးမှုကနည်းပညာပိုင်းရတော့ရမ်းမိုက်ပါတယ်။ဒါပေမဲ့စီးပွားရေးလောကဆိုတာနည်းပညာကောင်းုံနဲ့မရပါဘူး။သူ့ရဲ့ application ကိုလူတွေသုံးကြပေမဲ့အဲဒီကနေငွေဘယ်လိုရှာရမလဲဆိုတာကိုသေချာမစင်စားမိခဲ့ပါဘူး။နောက်ဆုံးမှာတော့ရှုံးပေါ်ပြီးတော့အခက်အခဲတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။အဲဒီဖြစ်ပျက်ကနေသူကကြီးမားတဲ့သင်ခန်းစာတစ်ခုရခဲ့ပါတယ်။အဲဒါကတော့နည်းပညာဆိုတာလူတွေအတွက်ဘလောက်ပဲမိုက်နေပါစေ။လက်တွေဘွားကပြဿနာအစစ်မှန်ကိုမဖြေရှင်းပေးနိုင်ရင်ဒါမှမဟုတ်စီးပွားရေးပုံစံမခိုင်မာရင်ရည်ရှိရက်တည်နိုင်မှုကမဖြစ်နိုင်တာဘူးဆိုတာပါပဲ။ဒီရှုံးနေမှုကနေသူ့ကိုနောက်ဆုတ်သွားစေဖို့မဟုတ်ပဲပိုပြီးတော့ကြီးမားတဲ့ပြဿနာတစ်ခုကိုရှာဖွေဖို့တွန်းအားဖြစ်စေခဲ့ပါတယ်။2003ခုနှစ်ဝန်းကျင်ရောက်တော့ကိုအောင်ကျော်မိုးကထိုင်းနိုင်ငံကိုပြောင်းရွှေ့အခြေချခဲ့ပါတယ်။အဲဒီချိန်ရှေ့တောင်အာရှမှာအင်တာနက်အသုံးပြုသူတွေကတဖြည်းဖြည်းများပြားလာပြီးတော့ online ကနေဈေးဝယ်တဲ့အလေးထားတွေကစတဲ့တည်တည်နေပါပြီ။ဒါပေမဲ့ online shopping တွေကြီးထွားလာဖို့အတွက်အကြီးမားဆုံးတိုင်းကြီးတစ်ခုကပိတ်ဆို့နေပါတယ်။အဲဒါကတော့ငွေပေးချေမှုစနစ်ပါပဲ။အမေရိကန်နဲ့ဥရောပနိုင်ငံတွေမှာ online ကပစ္စည်းဝင်ရင် credit card တွေနဲ့အလွယ်တကူရှင်းလို့ရပါတယ်။ဒါပေမဲ့ရှေ့တောင်အာရှနိုင်ငံတွေထိုင်းမြန်မာအင်ဒိုနီးရှားဗီယက်နမ်မှာပြည်သူလူထုရဲ့80%ကျော်ကဘဏ်အကောင့်တော့မရှိကြပါဘူး credit card ဆိုတာကတော့ဝေးကြည့်ပါလူတွေကငွေသားကိုပဲကင်တွယ်သုံးစွဲကြတာပါ online မှာပစ္စည်းတွေ့လို့ဝယ်ခြင်းနဲ့ဒါပေမဲ့ပတ်စံပေးခြင်းရင်ဘဏ်ကိုသွားပြီးတော့ငွေလဲရမယ်ဒါမှမဟုတ်ရင်ပစ္စည်းရောက်မှငွေချေရမယ်ဒီလုပ်ငန်းတွေကအရန်ကိုနှောင်နေပြီးတော့အလုပ်ရှုပ်ပါတယ်ရောင်းတဲ့သူတွေလည်းငွေကြုံမရတော့အန်နေများပါတယ်ဒီပြဿနာကိုကောင်ကျော်မိုးကအသေးချာမြင်သွားပါတယ်လူတွေက online ကနေဝယ်ခြင်းကြတယ်ဒါပေမဲ့ခြေစရာကက်မရှိဘူးငွေသားကင်ထားတဲ့လူတွေက online ကနေဘယ်လိုဈေးဝင်နိုင်မလဲဆိုတဲ့မိန့်ခွန်းကသူ့ခေါင်းထဲမှာဆွဲထင်သွားပါတယ်ဒီပြဿနာကိုဖြေရှင်းမှုအတွက်2003ခုနှစ်မှာကိုအောင်ကျော်မိုးက 2C2B ဆိုတဲ့ကုမ္ပဏီကိုစတင်တည်ထောင်ခဲ့ပါတယ် 2C2B ဆိုတာကတော့ငွေသားဒါမှမဟုတ်ဘူးဆိုရင်ကက်ကနေတစ်ဆင့်ငွေပေးခြင်းချင်းဆိုတဲ့အဓိပ္ပာယ်ကိုကိုးစားပြုပါတယ်ဒါပေမဲ့သူ့ရဲ့စိတ်ကူးကရိုးရှင်းပေမဲ့အဲဒီခေတ်ကကြည့်ရင်အရန်ကိုစမ်းသစ်ပါတယ်သူ့ရဲ့အဓိကလက္ခဏာကတော့1 2 3လို့ခေါ်တဲ့ငွေပေးခြင်းမှုဝန်ဆောင်မှုပါပဲဒါကဘလို့လှုပ်လို့လဲဆိုရင်ဝယ်သူတယောက်က online မှာပစ္စည်းတစ်ခုဒါမှမဟုတ်ဘူးဆိုရင်လက်မှတ်တစ်ခုကိုဝယ်လိုက်ပါတယ်ချက်ကောက်လုပ်တဲ့အချိန်မှာအရင်လို credit card တောင်းမဲ့စာဘားကုတ်လေးတစ်ခုကိုထုတ်ပေးလိုက်ပါတယ်ဝယ်သူကအဲ့ဒီဘားကုတ်လေးကို print ထုတ်တာပဲဖြစ်ဖြစ်ဖုန်းထဲမှာမှတ်ထားတာပဲဖြစ်ဖြစ်လုပ်ပြီးတော့လမ်းထိပ်မှာရှိတဲ့ 7-Eleven လို့ကုန်စုံဆိုင်တွေ ATM စက်တွေမှာသွားပြပြီးငွေသားနဲ့သွားရှင်းလိုက်ရုံပါပဲငွေရှင်းပြီးတာနဲ့တပြိုင်နက်တည်း online ကရောင်းသူစီကိုငွေရရှိကြောင်း message ချက်ချင်းရောက်သွားပါတော့တယ်စဉ်းစားကြည့်ပါကမ်းမရှိတဲ့သူတွေအတွက် online ကနေဈေးဝယ်ဖို့လိမ်လမ်းမဝယ်ဖို့အလွယ်ကူဆုံးတကားပေါက်ကြီးကိုအောင်ကျော်မိုးကဖွင့်ပေးလိုက်တာပါပဲဒါဟာအရှိတောင်အာရှရဲ့ e-commerce သမိုင်းမှာကြီးမားတဲ့အပြောင်းလဲတစ်ခုဖြစ်ခဲ့ပါတယ်စနစ်ကြီးတစ်ခုကိုဖန်တီးလိုက်ခဲ့ပေမဲ့အခက်အခဲကတော့မပြီးသေးပါဘူးနာမည်မရှိလူသူမသိတဲ့မြန်မာလူငယ်တယောက်တည်ထောင်ထားတဲ့ Star ကုမ္ပဏီလေးကိုဘယ်သူကယုံကြည်ပြီးတော့သူတို့ရဲ့ငွေကြေးတွေကိုကင်တွယ်ခွင့်ပေးမှာလဲဒီနေရာမှာကိုအောင်ကျော်မိုးရဲ့မဆုံးမနေတဲ့ဇွဲကိုမြင်တွေ့ရမှာပါသူကကုမ္ပဏီငယ်လေးတွေကိုလိုက်ချိခဲ့မဲ့စားထိုင်းနိုင်ငံရဲ့အကြီးဆုံးအ
မျိုးသားလေကြောင်းလိုင်းဖြစ်တဲ့ထိုင်းအဝေးကုမ္ပဏီကြီးကိုတိုက်ရိုက်သွားပြီးတော့ကြီးကက်ခဲ့ပါတယ်။ထိုင်းလေကြောင်းလိုင်းလို့ဒေါ်လာတန်ပေါင်းများစွာရောင်းဝယ်လုပ်နေတဲ့ကုမ္ပဏီကြီးက2C2B လို့ရုံးခန်းတစ်သေးလေးနဲ့ကုမ္ပဏီလေးကိုဘယ်လိုယုံပါမလဲ။လေကြောင်းလိုင်းကတာဝန်ရှိသူတွေကမင်းတို့ရဲ့စနစ်ကတကယ်စိတ်ချရပါမလား။ဟက်ခံရရင်ဘယ်လိုလုပ်မလဲ။ငွေတွေပျောက်သွားရင်ဘသူကတာဝန်ယူမှာလဲ။စတဲ့မေးခွန်းတွေအများကြီးထုတ်ခဲ့ပါတယ်။ဒါလောက်လေးကကင်နေတဲ့ဒေးဗစ်လေးကဘလူးကြီးလိုဂိုရက်ကိုရင်ဆိုင်နေရတယ်လို့ပါပဲ။ဒါပေမဲ့ကိုအောင်ကျော်မိုးကသူ့ရဲ့နေပညာနဲ့ပတ်သက်ပြီးတော့လုံးဝယုံကြည်မှုရှိပါတယ်။သူကလေကြောင်းလိုင်းကိုရှင်းပြခဲ့ပါတယ်။ခင်ဗျားတို့ရဲ့လက်မှတ်တွေကို credit card ရှိတဲ့သူတွေပဲဝယ်နိုင်တယ်။ကျွန်တော်ရဲ့1 2 3စနစ်ကိုသာသုံးလိုက်ရင်ထိုင်းနိုင်ငံတဝန်းလုံးကငွေသားပဲကင်တဲ့လူသန်းပေါင်းများစွာက7-11ဆိုင်တွေကိုဝင်ပြီးတော့ခင်ဗျားတို့ရဲ့လေလက်မှတ်တွေကိုလဲလွယ်ကူကူဝယ်သွားနိုင်လိမ့်မယ်။ဒါဟာခင်ဗျားတို့အတွက်ကြီးမားတဲ့ဈေးကွက်တစ်ကြီးပဲလို့ရှင်းပြခဲ့ပါတယ်။လာကြည့်ကြအောင်အချိန်ချင်းညှိနှိုင်းဆွေးနွေးပြီးတော့နေပညာပိုင်းဆိုင်ရာစံသတ်မှုတွေအချိန်ချင်းလုပ်ခဲ့ပြီးတဲ့နောက်မှာတော့နောက်ဆုံးမှာထိုင်း Airways ကုမ္ပဏီကြီးက 2C2B ရဲ့စနစ်ကိုအသုံးပြုဖို့သဘောတူလိုက်ပါတော့တယ်။ဒီဖြစ်ဖြစ်က 2C2B အတွက်သမိုင်းဝင်ချိုးပွေပါပဲ။ထိုင်း Airways လို့ကုမ္ပဏီကြီးကတော့ယုံကြည်ပြီးတော့သုံးတယ်ဆိုတဲ့သတင်းထွက်သွားတာနဲ့ပြိုင်တဲ့အခြားလေကြောင်းလိုင်းတွေ e-commerce ကုမ္ပဏီတွေဟာ 2C2B စီကိုအလူရဲရောက်လာကြပါတော့တယ်။ Thai Airways ကိုရပြီးတဲ့နောက်မှာတော့ 2C2B ရဲ့အောင်မြင်မှုကတားဆီးလို့မရတော့ပါဘူး။နောက်တော့10ပြည်နယ်တွေမှာတော့အရှိတောင်အာရှရဲ့ e-commerce ဈေးကွက်ကြီးဟာလည်းပုံမကြီးထွားလာပါတယ်။ Lazada, Shopee လို့ကုမ္ပဏီကြီးတွေဝင်ရောက်လာတဲ့အခါသူတို့တွေလိုအပ်ဆုံးကဒေတာတွင်နဲ့ကိုက်ညီတဲ့ငွေပေးချေမှုစနစ်ပါပဲ။ဒီနေရာမှာအသင်းရှိနေတာကတော့ 2C2B ပါ။ 2C2B ကထိုင်းနိုင်ငံတခုတည်းမဟုတ်တော့ပဲစင်ကာပူ၊မလေးရှား၊အင်ဒိုနီးရှား၊ဖိလစ်ပိုင်နဲ့မြန်မာနိုင်ငံအပါအဝင်အရှိတောင်အာရှတစ်ခွင်လုံးကိုကွန်ရက်ဖြန့်ကျက်နိုင်ခဲ့ပါတယ်။သူတို့က credit card payment တွေသာမက e-wallet တွေ bank transfer တွေကောင်တာမှာငွေပေးချေတာတွေဒါတွေအားလုံးကိုစနစ်တစ်ခုတည်းရဲ့အောက်မှာပေါင်းဆက်ပေးလိုက်တာပါ။ဈေးပိုင်းလုပ်ငန်းရှင်ကြီးတွေအတွက်ကတော့ 2C2B နဲ့ချိတ်ဆက်လိုက်တာနဲ့အရေးတောင်အာရှကဘယ်နိုင်ငံကဝယ်တဲ့လူမစုငွေကိုလွယ်လွယ်ကူကူနဲ့လက်ခံလို့ရသွားတာဖြစ်ပါတယ်။အခုဆိုရင် 2C2B ကတစ်နှစ်ကိုဒေါ်လာဘီလီယံနဲ့ချီတဲ့ငွေကြေးလွှဲပြောင်းမှုတွေကိုလုံခြုံစိတ်ချစွာကင်တွယ်ဖြည့်ရှင်းပေးနေတဲ့အရှိတောင်အာရှ digital စီးပွားရေးတစ်ခုဖြစ်လာခဲ့ပါပြီ။ကောင်ကျော်မှုနှစ်ပေါင်းများစွာကြိုးစားအားထုတ်မှုကတော့2022ခုနှစ်မှာတော့ကဘာကိုတုံလုံးစီမဲ့သတင်းတစ်ခုထွက်ပေါ်လာပါတယ်။အဲဒါကတော့တရုတ်နိုင်ငံရဲ့နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့အလီဘာဘာရဲ့အစိမ်းပိုင်းဖြစ်တဲ့ဂျမားတီထောင်ထားခဲ့တဲ့အန်ဂရူကတော့ 2C2B ရဲ့ရှယ်ယာအများစုကိုဝယ်ယူပြီးမဟာဗျူဟာမြောက်ရင်းနှီးမြှုပ်နှံခြင်းဖြစ်ပါတယ်။ဒီရင်းနှီးမြှုပ်နှံမှုကတာမန်ရောင်းဝယ်တစ်ခုမဟုတ်ပါဘူး။ကမ္ဘာအကြီးဆုံးငွေပေးချေမှုကွန်ရက်ကြီးတစ်ခုဖြစ်တဲ့အလီဘေးကအရှိတောင်အာရှရဲ့ဈေးကွက်ကိုထိုးပေါက်ဖို့အတွက် 2C2B ရဲ့စနစ်ကိုအယုံကြည်နဲ့ပြေဝရွေးချယ်လိုက်ခြင်းပဲဖြစ်ပါတယ်။ရန်ကုန်ကကွန်ပျူတာဝါသနာရှင်လူငယ်လေးတယောက်ကုမ္ပဏီပိုင်ရှင်စထောင်တော့ကအရှုံးတွေရင်ဆိုင်ခဲ့ရတဲ့သူထိုင်းလီကျောင်းလန်းကိုတွားပြီးတော့ကြီးခဲ့တော့ကမေကွန်အများကြီးထုတ်ခံရတဲ့မြန်မာလူငယ်လေးတယောက်ဟာအခုဆိုရင်ကမ္ဘာအဆင့်မီငွေကြေးနည်းပညာကုမ္ပဏီကြီးတစ်ခုကိုဦးဆောင်နေပြီးတော့ကမ္ဘာကျော်ဘီလီယံနာကြီးတွေကောင်အတိမတ်ပြုရတဲ့အဆင့်ထိရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ဘောင်ကျော်မှုရဲ့ဇလန်းကနေကျွန်တော်တို့ဘာကိုသင်ခန်းစာရနိုင်မလဲ။သူအမြဲတမ်းပြောလို့ရှိတဲ့စကားတစ်ခုရှိပါတယ်။နေပညာဆိုတာအသစ်စမ်းနေတည်ထွင်မှုတသက်မဟုတ်ပါဘူး။နေပညာဆိုတာလူတွေရဲ့နေ့စဉ်ကြုံတွေ့နေရတဲ့ခက်ခဲတွေပြဿနာတွေကိုလက်တွေ့ကျကျဖြေရှင်းပေးနိုင်မှုပဲဖြစ်ပါတယ်။ပြဿနာကိုသိချာနားလည်ရင်အဖြေကသူ့ဟာသူထွက်လာပါလိမ့်မယ်တဲ့။သူကအနောက်နိုင်ငံတွေရဲ့နေပညာကိုအရှိတောင်အာရှမှာအတင်းကျပ်လာမသွင်းခဲ့ပါဘူး။အရှိတောင်အာရှကလူတွေကငွေသားကိုပဲတုံးတက်တဲ့ဆိုတဲ့အခြေအနေမှန်ကိုလက်ခံပြီးတော့အဲဒီငွေသားနဲ့ online ကိုဘယ်လိုချိတ်ဆက်မလဲဆိုတဲ့ဒေတာနဲ့ကိုက်ညီတဲ့ပြဿနာကိုဖြေရှင်းနည်းကိုစဉ်းစားခဲ့လို့အခုလိုထိတ်ဆုံးကိုရောက်လာတာပါ။ဘယ်နေရာကပဲလာဘယ်လောက်ပဲအရင်ဒီနေပါသည်လူတွေရဲ့လိုအပ်ချက်ကိုမြင်အောင်ကြည့်ပြီးတော့မစုံမနေနဲ့ဇွဲနဲ့ကြိုးစားမယ်ဆိုရင်ကမ္ဘာအဆင့်ကိုတက်လိုက်နိုင်တယ်ဆိုတာ 2C2B ရဲ့ foundation ကိုအောင်ကျော်မိုးကတက်တည်ပြလိုက်တာပဲဖြစ်ပါတယ်။အခုကြည့်ရှုနေတဲ့သူကရောကိုပောင်ဝင်ချင်မှာလူတွေခက်ခဲဖြစ်နေတဲ့ဘလို့ပြဿနာမျိုးကိုဖြေရှင်းပေးခြင်းနဲ့စိတ်ကူးရှိပါသလဲ။အဲဒီပြဿနာကနေနောက်ထပ် 2C2B လို့ကုမ္ပဏီကြီးတစ်ခုထပ်ပေါ်လာနိုင်မလားဆိုတာဘယ်သူမှမသိနိုင်ပါဘူး။သင်တို့ရဲ့တွင်းမြင်ကိုကွန်မန့်မှာဝင်ရောက်ဆွေးနွေးသွားဖို့လဲဖိတ်ခေါ်လိုက်ပါတယ်။ဒီကနေ့တင်ဆက်ပေးခဲ့တဲ့မြန်မာစင်ဦးတီထွင်တဲ့သူကိုအောင်ကျော်မိုးရဲ့အကြောင်းကတော့သင်တို့အတွက်ခွန်အားတစုံတရာရစီမယ်လို့မျှော်လင့်မိပါတယ်။ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့သမိုင်းကြောင်းရာတွေအောင်မြင်သူတွေရဲ့ဇာတ်လမ်းတွေကိုဆက်လက်ကြည့်ရှုခြင်းနဲ့ဆိုရင်တော့ဒီဗီဒီယိုလေးကို like and share လုပ်ပြီးဖို့နဲ့ channel ကို subscribe လုပ်ထားပေးဖို့လည်းမမေ့ပါနဲ့ဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာနောက်တဲ့ဗီဒီယိုတွေမှာလည်းပြန်လည်ဆုံတွေ့ကြပါမယ်